စက်နေရသည်လို့နှာဆေးနေတယ်ဘာလို့ရမလဲဆရာတဲ့ဆိုတော့အဲ့လိုလူတွေတော်တော်များမယ်ထင်တယ်နော်ရာသီဥတုပူရင်လည်းနှာဆေးတယ်အေးရင်လည်းနှာဆေးတယ်အကြောင်းကြောင့်ဘာပဲလို့နှာဆေးနေတဲ့လူတွေရှိတယ်အဲ့ဒါကတတိထားစရာကောင်းတယ်ဟိုတော့လေပထမဆုံးပေါ့ဒီနှာမော်နှာဆေးတယ်ဆိုတာကဟိုဘယ်လိုပြောပြပုံမှန်ပြအဲ့ဒါသိလားပုံမှန်ပဲဘာမှပြဿနာမဟုတ်ဘူးဒါပေမဲ့ပုံမှန်မဟုတ်တဲ့အခြေအနေကိုသိဖို့လိုတယ်ဟုတ်ပြီနော်ကျွန်တော်တို့ရာသီဥတုလေးအေးတယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာလည်းအပြောင်းလဲရှိတယ်ပတ်ဝန်းကျင်မှာလည်းအပြောင်းလဲရှိတယ်အဲ့လိုအပြောင်းလဲဖြစ်တဲ့အခြေအနေမျိုးမှာခန္ဓာကိုယ်ကတုံ့ပြန်တာမူမမှန်ရင်နှာဆေးတတ်တယ်အဲ့ဒါကြောင့်တချို့ကြတော့အေးလို့ရှိရင်နှာဆေးတာတချို့ကြတော့ပူရင်နှာဆေးတယ်တချို့ကြတော့ဒီအဲကွန်ကန်းထဲမှာနေတယ်အဲကွန်ကန်းကနေအပြင်ကိုထွက်လိုက်ရင်နှာဆေးတယ်ဆိုတော့အဲ့ဒါကအပြင်မှာရှိတဲ့ပြောင်းလဲမှုနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ပြောင်းလဲမှုကဟန်ချက်မညီရင်နှာဆေးတဲ့သဘောပေါ့ဗျာနော်ဟုတ်ပြီအဲ့ဒီဟာကိုမှကျွန်တော်တို့ကသူဆိုရင်ပေါ့နော်12ရာသီလုံးနှာဆေးနေတယ်ဆိုရင်တော့ something's wrong တခုခုမှားနေပြီဟုတ်ပြီနော်ဒီနှာခေါင်းကိုသာစဉ်းစားလိုက်နော်အဲ့ဒီနှာခေါင်းမှာကျွန်တော်ဒီနှာခေါင်းနဲ့မပြီးတော့ဒီနောက်ထဲမှာသူကအဲ့လိုအပေါက်လေးတွေရှိတယ် sinus လို့ခေါ်တာပေါ့နော်အဲ့ဒါတွေကအပေါက်လေးဒီပါးစပ်နဲ့အာခေါင်နဲ့အဲ့လိုဆက်ထားတဲ့အပေါက်တွေရှိတယ်ဆိုတော့အဲ့ဒီကောင်တွေကရောင်တတ်တယ်နော်အဲ့ဒီကောင်တွေရောင်နေဆိုလို့ရှိရင်ဟိုလိုမျိုးနှာဆေးတာတွေနှာမွန်တာတွေဖြစ်မယ်ဟုတ်ပြီနော်ဆိုတော့ဒီနှာခေါင်းရဲ့ဒီနောက်မှာနှာခေါင်းရဲ့နောက်မှာရှိတဲ့အပေါက်လေးတွေရောင်ရင်နှာဆေးတာနှာမွန်တာဖြစ်မယ်ဒါဆိုလို့ရှိရင်ဆရာအဲ့လိုနှာခေါင်းမှာရှိတဲ့အပေါက်လေးတွေနှာခေါင်းနောက်ကအပေါက်လေးတွေကဘလို့အခြေအနေမျိုးမှာရောင်တတ်တယ်လဲဒါလေးရသိသနာဟုတ်ပြီနော်ဆိုတော့၃မျိုးရှိမယ်ဗျာ၃မျိုးနော်ယောဂပိုးကြောင့်ယောဂပိုးမှာသူက2မျိုးရှိတယ် virus လား bacteria လားပေါ့နော် virus ဆို covid-19 သိလား covid-19 ဆိုတော့ virus ဟုတ်ပြီနော်အဲ့လိုမျိုးပဲနဲ့ TB တို့ TB ယောဂဘာညာသိလား TB ဆိုတာကအဲ့ဒါ bacteria ပိုးဟုတ်ပြီနော်အဲ့လိုမျိုးပိုး2မျိုးကြောင့်ဒီနောက်မှာရောင်တတ်တယ်ပြီးလို့ရှိရင်သူ့ဘာသာသူရောင်တာရှိတယ်ဒါကိုကြတော့ကျွန်တော်တို့ဒီ auto immune လို့ခေါ်တယ်ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကမူမမှန်တာနော်အဲ့လိုအခြေအနေမျိုးတွေကြောင့်ရောင်တတ်တယ်ဟုတ်ပြီနော်ဆိုတော့ဟိုကျွန်တော်ဖြစ်စေတဲ့အကြောင်းအရာ3မျိုးပြောပြီးသွားရင်တော့အဲ့ဒါတွေကိုဒီဖြည့်ရှင်းလို့ရတဲ့ဈေးကုသနည်းတွေဆိုတာရှိတယ်ဆိုတော့ယောဂပိုးတွေကြောင့်ရောင်တဲ့ဟာဆိုလို့ရှိရင်ကျွန်တော်တို့ကတောက်ဆေးပေးမှာပေါ့ခင်ဗျာဘက်တီးရီးယားကြောင့်ရောင်တော့လားဘက်တီးရီးယားကြောင့်ရောင်တယ်ဆိုလို့ရှိရင်ပိုးသက်ဆေးလေးပေးလိုက်မှာပေါ့ပိုးသက်ဆေးလေးပေးလိုက်ရင်အဆင်ပြေသွားလိမ့်မယ်ဟုတ်ပြီနော်ဒါကတစ်ပိုင်းအဲ့လိုမဟုတ်ဘူးဟို virus ဘာညာဒါဆိုလို့ရှိရင်လည်းသူကဟိုဆေးဘာညာပေးတာရှိကောင်းရှိမယ်ဟုတ်ပြီနော်အဲ့ဒီ2မျိုးကြောင့်မဟုတ်ဘူးယောဂပိုးတွေကြောင့်မဟုတ်ဘူးသူဘာသူရောင်တာနောက်ပြီးလို့ရှိရင်ဒီနှာခေါင်းထဲမှာနှာသီးလေးတွေလည်းရှိနေသေးတယ်ဆိုရင်တော့ဖြန်းစည်းဖြန်းရတယ်ဖြန်းစည်းဆို steroid လို့ခေါ်တာပေါ့နော်ဒီကိုခံစနစ်ကိုသူက short ချပေးတယ်ဟာဘာလို့လဲဆိုတော့ခုနသူ့ဘာသာသူရောင်နေဆိုတာကခန္ဓာကိုယ်ရဲ့ကိုခံစနစ်ကတုံ့ပြန်တာမူမမှန်လို့ရောင်တဲ့သဘောဆိုတော့အဲ့ဒီမူမမှန်တဲ့ကိုခံစနစ်ကိုကျွန်တော်တို့ကဆေးလေးပေးပြီးတော့မင်းငင်လေးနေခဏလေးငိမ့်လိုက်အောင်ဆိုပြီးတော့လုပ်တဲ့သဘောအဲ့ဒါဆိုရင်တတ်တာသွားလိမ့်မယ်ဟုတ်ပြီနော်ဆိုတော့ဒီဟိုကျွန်တော်ကဒီကုသတဲ့နည်းတွေကိုပဲပြောပြတာဆေးတွေကြတော့ကျွန်တော်ဟိုဆေးကိုဝယ်တော့လိုက်ဒီဆေးကိုဝယ်တော့လိုက်ဆိုတော့ပြောလို့မရဘူးဘာလို့လဲဆိုတော့လူနာတွေကတယောက်နဲ့တယောက်လုံးဝမတူဘူးဗျာဒီနံပါတ်1လူနာတောက်ရတဲ့ဆေးနဲ့နံပါတ်2လူနာတောက်ရတဲ့ဆေးလည်းမတူဆေးကုတယ်ဆိုတာကလေဒီအင်ကြီးချုပ်တဲ့ပုံစံမျိုးပဲအင်ကြီးချုပ်တယ်ဆိုလို့ရှိရင်ဟိုလူတိုင်းကကိုနဲ့တော်တဲ့အင်ကြီးကိုစိုင်မှာသွားပြီးချုပ်ရှင်တယ်ဒီ brand တွေဘာတွေဝယ်ဝတ်တာဘာညာရှိကောင်းရှိမယ်ပဲဒါပေမဲ့အဲ့ဒါတွေကကိုနဲ့တိတ်ပြီးတော့ fit မကြောက် fit မကြောက်လို့ရှိရင်ယူပါမလာဘူးလေသိလားအင်ကြီးကပေါ့ပွားကြီးအင်ကြီးကရမ်းကြက်နေတာမျိုးဆိုလို့ရှိရင်မမိုက်ဘူးလေအဲ့ဒါကြောင့်ဆေးကုတယ်ဆိုတာလည်းအဲ့လိုပဲခင်ဗျားကျွန်တော်စီကိုလာပြန်ကျွန်တော်ကခင်ဗျားနဲ့အသိတော်ဆုံးဆေးကိုပေးလိုက်မှာနောက်တစ်ယောက်လာတယ်ဆိုလို့ရှိရင်ယောဂချင်းတူရင်တောင်မှခန္ဓာကိုယ်ရဲ့အနေထားအရလူကောင်လူပေါ့နော်တုံ့ပြန်မှုအနေထားအရဆေးရမတူဒါကြောင့်မို့အားလုံးစင်ပြေအောင်ကျွန်တော်ဒီကနေဆေးညွန်ပေးလို့မရဘူးဟုတ်ပြီနော်12ရာသီလုံးနှာဆေးနေတယ်ဆိုရင်တော့ဆရာဝန်နဲ့ပြကြည့်ဆရာဝန်နဲ့ပြကြည့်လို့ရှိရင်ဘာကြောင့်ဖြစ်တာလဲပေါ့နော်ဖြစ်တဲ့အကြောင်းအရာကိုသိရင်ကျွန်တော်တို့အဲ့ဒါကိုဖြေရှင်းလို့ရတယ်ဟုတ်ပြီနော်ဟိုကျမ်းမာရေးပြဿနာတော်တော်များမှာဖြေရှင်းနည်းတွေရှိတယ်ဟုတ်ပြီနော်ဒါကြောင့်မို့ဒီလိုမျိုး12ရာသီလုံးနှာဆေးနေတယ်ဆိုရင်ခုနကျွန်တော်ပြောခဲ့တဲ့အကြောင်းအရာဖြစ်စေတဲ့အကြောင်းအရာ3ချက်ကိုခေါင်းထဲမှာစဉ်းစားကြည့်လိုက်တခုခုဖြစ်ကောင်းဖြစ်နိုင်တဲ့အရာဒါဆိုလို့ရှိရင်တော့ဆရာဝန်နဲ့ပြဟုတ်ပြီနော်အဲ့ဒါဆရာဝန်လိုရင်သောက်ဆေးလိုမှာလားနှာခေါင်းထဲကိုဖျန်းတဲ့ဆေးလေးရှိရှူးရှူးဆိုဖျန်းလိုက်ပြီးသွားပြီအဲ့ဒီဆေးလိုမှာလားဗောနော်ဒါလေးတွေကျွန်တော်တို့ကဆရာဝန်ဆုံးဖြတ်လိမ့်မယ်ပြီးလို့ရှိရင်ပေးလိမ့်မယ်အဲ့ဒါပြီးသွားရင်လူနာဘက်ကလိုက်နာရမှာရှိတယ်လူနာဘက်ကလိုက်နာရမှာဆိုတာဈေးသေးချာတောက်ဖို့လိုမယ်ဈေးသေးချာဖျန်းဖို့လိုမယ်ဒါကနံပါတ်1တစ်ပိုင်းနံပါတ်2ကကြတော့ကိုယ်နဲ့မတက်ရတွေရှိကောင်းရှိမယ်ဗျာသိလားဖုံရှူလို့မရတာရှိမယ်အဲ့ဒါဆိုနှာခေါင်းစည်း mask လေးတက်လိုက်အမွေးရှူလို့မရတာရှိမယ်ချင်းဈေးခွေရှူလို့မရတာရှိမယ်ဖျောင်းနိုင်ရှူလို့မရတာရှိမယ်ဟိုအမွေးတိုင်းရှူလို့မရတာရှိမယ်အဲ့ဒါမျိုးကြရင်အဲ့ဒါတွေကိုရှောင်လိုက်ဒါဆိုလို့ရှိရင်ပြီးပြီဟုတ်ပြီနော်ဟိုလူနာတွေမြင်နေနေကြဆရာကျွန်တော်ဟိုလိုဖြစ်နေတဲ့တောက်ဆေးလေးပေးပါဦးဟိုဆေးပေး no အဲ့ဒါမှားတယ်ဟုတ်ပြီနော်
ဆေးတော့တာပြင်စောင်းရန်ရှောင်းလေးတွေလုံမှဆေးကူတာအဆင်ပြေတာဆေးသီးတဲ့အဆင်မပြေဟုတ်ပြီနော်စနေရာသီလုံးနာဆေးနေတဲ့လူတွေရာသီကူပြောင်းနာဆေးနေတဲ့လူတွေဘာလုပ်ရမလဲစောင်းရန်ရှောင်းလေးရှိတယ်အဲ့ဒါလေးတွေကိုရှောင်းတောက်ဆေးရှိမယ်ဖြန်းဆေးရှိမယ်အဲ့ဒါလေးတွေနဲ့ဆိုလို့ရှိရင်တော့အဆင်ပြေသွားနိုင်ပါတယ်ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲတခြားသိလို့ရရှိရင်ကိုမမဝင်ရောက်ရှိသွားလို့ရပါတယ်ကျွန်တော်ဗီဒီယိုလုပ်ပြီးတော့ပြန်ပြောပြပေးတော့ပါမယ် Thank you